နေဖွဲ့စည်းထဲမှာထူးဆန်းတဲ့လတဲ့အများကြီးရှိပေမဲ့အင်္ဂါဂျို Mars ရဲ့လထက်တဲ့ Deimos လောက်ထူးဆန်းသည့်ချစ်စရာကောင်းတာမရှိတော့ဘူးဗျ။ဘာလို့လဲဒီလားသူကလုံးဝမနေပဲအာလူးတစ်လုံးနဲ့တူနေလို့ပါ။ဟုတ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့နေဖွဲ့စည်းရဲ့အဓိကဂျိုတွေထဲမှာအသေးဆုံးလတစ်စင်းဖြစ်တဲ့ Deimos အကြောင်းကိုပြောပြပေးတော့မှာပါ။သိပ္ပံပညာရှင်တွေတောင်အံ့အားသင့်ရတဲ့အချက်တွေပါတာမို့အဆုံးထိကြည့်ပဲနော်။ပထမဆုံးအနေနဲ့သူ့ရဲ့အရွယ်စားပါDeimos ကအရန်သေးပါတယ်။သူ့ရဲ့အချင်းဝတ်က 6.2 ကီလိုမီတာ 3.9 မိုင်လောက်ပဲရှိတာပါ။ပြောရရင်ရန်ကုန်မြို့တစ်မြို့စာလောက်ပဲရှိမယ်။ဒါကြောင့်သူ့မှာလုံလောက်တဲ့ဆွဲငင်အားမရှိလို့တခြားလတွေလိုလုံးဝမနေပဲအာလူပုံစံချင်နေရတာပါ။အင်္ဂါဂျိုမှာလနှစ်စင်းရှိတယ်။ Phobos နဲ့ Deimos ပါ။ Deimos ကပိုသေးပြီးပိုဝေးတဲ့နေရာကနေလှည့်ပတ်နေတာပါ။သိပ္ပံပညာရှင်တွေကတော့ဒီလနှစ်စင်းဟာအင်္ဂါဂျိုကထွက်လာတာမဟုတ်ဘဲဟိုရှေးရီခင်ကလွတ်လာတဲ့ဥကာခဲတွေဖြစ်ပြီးအင်္ဂါဂျိုရဲ့ဆွဲငင်အားမိပြီးလဖြစ်သွားတာလို့ယူဆကြပါတယ်။ Deimos ရဲ့ထူးခြားချက်ကသူ့ရဲ့မျက်နှာပြင်မှာသူ့အကို Phobos နဲ့ရှင်ရင် Deimos ကပိုပြီးချောမွေပါတယ်။ဘာလို့လဲဆိုတော့သူ့မျက်နှာပြင်ပေါ်မှာ regolith လို့ခေါ်တဲ့အာကာသဖုံမုံတွေအထူးကြီးဖုံးအုပ်နေလို့ပါ။ဂျိုတင်ဂျိုမားတွေဝင်တိုက်လို့ဖြစ်လာတဲ့တွင်းကြောင်တွေကိုဒီဖုံမုံတွေကနှစ်တန်းချီပြီးဖုံးဖိလိုက်တဲ့အခါအခုလိုချောမွေနေတာဖြစ်ပါတယ်။သူ့ရဲ့နာမည် Deimos ဆိုတာက Greek ဒနာကြီးတွေကစစ်နတ်ဘုရား Ares Mars ရဲ့သားဖြစ်ပြီးအဓိပ္ပာယ်ကတော့ dread ထိတ်လန့်ခြင်းလို့ရပါတယ်။နာမည်ကဒါကြောက်စရာကောင်းပေမဲ့တကယ်တမ်းကျတော့သူကအာကာသထဲကငိမ့်သက်အေးစေးတဲ့ကြောက်တုံးလေးတစ်တုံးပါပဲ။ကဲဒါကတော့အမိုက်ဆုံးအချက်ပါ။ Deimos ရဲ့ဆွဲငင်အား gravity ကအယမ်းကိုနည်းပါတယ်။ဒါပါတဘိုးလဲဆိုတော့အကယ်၍ခင်ဗျားသာ Deimos ပေါ်မှာရပ်ပြီးကောင်းကင်ဘော်ကိုအားကုန်ခုန်လိုက်မယ်ဆိုရင်ပြန်မကြမလာပဲအာကာသတွေကိုလွန့်ထွက်သွားနိုင်ပါတယ်။သူရဲ့ escape velocity လွတ်မြောက်အလျင်ကတနာရီကို12မိုင်လောက်ပဲရှိလို့စပိန်စီးတလောက်အချိန်နဲ့ပြေးလိုက်တောင်ဒီလပေါ်ကနေလွတ်မြောက်သွားနိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့သူ့အကို Phobos ကအင်္ဂါဂျိုနဲ့တဖြည်းဖြည်းနီးကပ်လာပြီးဖြည့်ဆည်းမဲ့လမ်းကိုသွားနေပြီမဲ့ Deimos ကတော့ဆင့်ချင်ဘက်အနေနဲ့အင်္ဂါဂျိုကတဖြည်းဖြည်းချင်းဝေးတာကိုလွတ်မျောနေတာပါ။ဒီနေ့ကျရင်သူကအင်္ဂါဂျိုကိုထားခဲ့ပြီးနေဖွဲ့စည်းတဲ့လွတ်တယ်ဆိုတာသွားလာတော့မှာပါ။ Deimos နဲ့ပတ်သက်ပြီးဘယ်အချက်ကိုအကြိုက်ဆုံးလဲ comment မှာပြောပြခဲ့ကြပါဦး။နောက်တဲ့သိပ္ပံဗဟုသုတတွေအတွက် follow လုပ်ထားဖို့မမေ့နဲ့နော်။